ဘန်ကောက်မှာနေပြီး office job ကိုဖြတ်သန်းနေတဲ့မိန်းကလေးတယောက်ရဲ့တည့်တာဒီနေ့မနက်9ရက်နေ့ကိုစတင်ဖို့အတွက်အရင်ဆုံးလုပ်လိုက်တာတော့ရေဝါတောက်လိုက်ပါတယ်ဒီနေ့လည်းပုံမှန်လိုမျိုးပဲကိုယ့်ရဲ့ office routine လေးကိုစတင်လိုက်ပါတယ်နာနိုးပြီးဆိုတာနဲ့မျက်နှာတက်သွားတိုင်ရင်မိုးချုပ်ပြီးရင်ပြင်ဆင်စရာရှိရပြင်ဆင်ပြီးရင်တော့တရက်တာအတွက်စတင်ဖို့ ready ဖြစ်ပြီဒီနေ့ရဲ့ breakfast ကတော့ egg white and toast bread a cup of coffee ရှိအောင်နဲ့ stay ရဲ့ breakfast စာလေးကပြီးပြည့်စုံသွားပြီမလို့ဒီနေ့မနက်ကိုတော့ energy ရှိနဲ့စတင်လိုက် my office day ကိုစတင်ဖို့ကိုယ့်ရဲ့ခြေလမ်းတိုင်း energy ရှိဖို့လိုတယ်ဘန်ကောက်မြို့လေဟာအမြဲတမ်း hashtag city ဖြစ်နေတဲ့အတွက်ကြောင့် busy ဖြစ်တယ်ဒါမဲ့လည်းလူတိုင်းကကိုယ့်ရဲ့တည့်ရတာကိုစတင်ဖို့အတွက် struggle လုပ်နေကြတဲ့လူမလို့ it's like a normal step ကတော့ဘန်ကောက်မှာဆိုရင် public transportation ဖြစ်တဲ့ MRT ကိုသုံးပြီးတော့ရုံးကိုသွားတယ်ရုံးကိုရောက်ပြီဆိုရတဲ့ကိုယ့်ရဲ့တည့်ရတာအတွက်ဘာတွေလုပ်ရမယ်ဆိုတဲ့ image check တွေ to do list တွေဒီနေ့တည့်ရတာအတွက် planning တွေစတင်ပြီးတော့လုပ်တယ်ကိုယ့်ရဲ့တည့်ရတာအတွက် to do list တွေကို arrange လုပ်ပြီးပြီဆိုရင် action စပြီးတော့လုပ်တယ်ဒီနေ့မနက်ပိုင်းအတွက်အလုပ်လေးလက်စားသက်ပြီးတော့ lunch time မှာကိုယ့်အကာတွေနဲ့ enjoy လုပ်ဖြစ်ခဲ့တယ် lunch time လည်းပြီးပြီဆိုတော့ကိုလုပ်စရာရှိတာတွေကိုဆက်လုပ်ဖြစ်တယ် stay ရဲ့အလုပ်ကဘေးကနေကြည့်နေမယ်ဆိုရင်တော့အမြဲတမ်း ACC နဲ့ပုတ်ပပလုပ်နေရတဲ့အလုပ်မျိုးလိုမြင်နေလိမ့်မယ်ဒါပေမဲ့ stay ရဲ့အလုပ်ကအလုပ်မျိုးမဟုတ်ပါဘူး brainstorming လုပ်ရတယ် planning နဲ့ strategy သုံးရတာမျိုးရှိ but I love my job I promise ဆိုတော့ဒီအတောင်လည်းအချိန်ကုန်ဆုံးပြီးသားပြီဆိုတော့ဒီနေ့အိမ်ပြန်ချင်းလေးမှာစားချင်တာလေးတွေကိုလမ်းမှာဝယ်စား stay ရဲ့လိုအပ်တာလေးတွေကိုလမ်းမှာဝယ်ခဲ့တယ် office job ကိုလုပ်နေရတဲ့လူမျိုးတနေ့ကုန်ထိုင်နေရတဲ့အတွက်ကြောင့်တော့ကျင်သွားပြီးတော့ကိုယ့်ရဲ့ life အတွက် self care လို့ဖြစ်တယ် start အတွက် gym routine ဆိုတာ motivated and upgrade လုပ်တဲ့နေရာလေးပါပဲဒီနေ့တော့အိမ်ပြန်နဲ့လမ်းမှာစားချင်တာလေးတွေဝယ်ပြီးတော့ဒီနေ့ရဲ့ vlog လေးကိုဆုံးသက်လိုက်ပါမယ်